ကျေးဇူးတစ္ဆာစောင့်တည်သောအဖြစ်ကျေးဇူးရှင်တွေအပေါ်မှာတစ္ဆာရှိသောနှလုံးသားနဲ့ဆရာစိန်တူးဝဉာဏ်ကြီးသူကဖန်တီးလိုက်တဲ့ဓမ္မတေနပုပ္ပါရွေးထုတ်ကြတဲ့ပညာရှင်တွေအပေါ်မှာသပင်ဆရာတော်ဒူးဝဆရာကထူးခြားစွာသပင်လက်နဲ့ဆရာရဲ့အစင်မပြတ်အောင်သုံးတော်ခံပေးပါဦးခင်ဗျကိုကြောင့်နိဆရာခင်ဗျအကိုပဲတော့ဆရာကျွန်တော်ယခုတိပြချင်တာကမင်္ဂလာမတ်တပ်အတွင်းမှာရှေးတုန်းကစက်တည်မင်္ဂလာရှိတာတွေပဲတီးရဟုတ်ကဲ့စက်တည်မင်္ဂလာမရှိတာလုံးဝမတီးရဘူးမှန်ပါတယ်အဲ့တော့လူမင်္ဂလာမတ်တပ်ထဲမှာစက်တည်မင်္ဂလာရှိအောင်နေမျိုးပလကျော်သူရွာသားကြီးအဖိုးစိန်မိတာဘယ်တီးလုံးကိုတီးခဲ့တယ်မှတ်တယ်လေမရှိပါစီးစိန်ရှင်ဆိုတဲ့တီးလုံးကိုဟောဒီလိုတီးခဲ့တယ်ဟုတ်ကဲ့ကတော့ပြောရွှင်ဩတာရှင်စီစိတ်ခံခြင်းစိတ်ဒေတာထပြဘောတွင်မှတ်သားလို့အတော်ကိုတင်တကယ်နိုင်စီစိတ်နဲ့တော့မလဲခြင်းဆန္ဒကြလို့ပြောပြောရွှင်ရွှင်နာရှင်ဝေပေါ်မဲ့စီစိတ်ရှင်တီးတာကနေမျိုးပလာကျော်သူရွာသားကြီးအဖိုးစိတ်မိတာဟုတ်ကဲ့ဆိုတာကဘဘဥစိန်ခေရေးတာကဘဘဥတက်တယ်တီးတဲ့သူတော့ရေးတဲ့သူတော့ဆိုတဲ့သူတော့ကွယ်လွန်သွားပြီဇတ်သမားလာရင်တော့မှတ်သားစရာကြံရမှာပေါ့ခင်ဗျာစိုင်းသမားလာရင်လဲတမိုင်းစကားတော့ကြံရမှာပေါ့ဗလာဆိုင်တဖြည်းဖြည်းနဲ့ပျောက်ပြတ်မှာစိုးရင်သွားပြီဟုတ်တယ်နော်ဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့ဗလာဆိုင်ကြီးသေးသိမ်သွားမှာပျောက်ကွယ်သွားမှာကြောက်လို့စိန်လူပါတို့ယခုချိန်ထိနောက်ပိုင်းဒီဆိုရင်တယောက်တည်းရှိပါသေးကျွန်တော်တို့တီးနေရတော့ဖြစ်ပါလေမှန်ပါရောစီးစိမ်ရှင်နားထောင်ကြည့်ပါခင်ဗျာကတော့ပြောရွှင်သောတာရှင်စိစိတ်ခံခြင်းစိန်ဒေတာထပြဘောတွင်မှတ်သားလို့အတော်ကိုတင်တကယ်နိုင်စိတ်နဲ့တော့မလဲခြင်းဆန္ဒကြလို့ပြောပြောရွှင်ရွှင်နာရွှင်ဝေပေါ်မဲ့စီစိတ်ရှင်ပုံလာရအောင်ပြောသူချောသူအိမ်ဝတ်ကုန်နိုင်မထင်မြမကြီးတွေကိုကြကြကြကုန်ရင်
ကုန်လိုက်ရအောင်ပြောသူချောသူသိဝိကုန်နိုင်မထင်မြမပြည်ကြီးတွေကိုကြောင့်ပြောကြကုန်ရင်အတိတ်ကောင်းအောင်တည်တဲ့ဆိုင်မင်းတမိတ်ကောင်းစွာရေးတဲ့ဖို့တဲ့စန္ဒကြလို့ပျော်ပျော်ရွှင်ရွှင်ဒနာရွှင်ငွေပေါ်မဲ့စီစိမ်ရှင် ကျွန်တော်ရဲ့အသေးနှလုံးထဲမှာမမေ့တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာတူလဲတပြေတေးတန်ကူကကိုတင်ထွန်းနဲ့ကျွန်တော်အသေးနှလုံးထဲမှာမမေ့တော့တပြေတေးတန်ကူကြီးအခုမရှိတော့ဘူး29လမ်းမှာလေအရင်လုံးက ဟုတ်ကဲ့ တိတ်ကောင်းတာစင်တာပြောလိုခြင်းလို့ဆိုရင်တပြေတေးတန်ကူကတော့ဘဲမှမရှိဟုတ်တယ်နော် မှန်ပါ မခောက်ပြောလိုခြင်းလို့ဆိုတပြေတေးတန်ကူမှာရှိနေမျိုးဗလာကျော်သူရွာသားကြီးစိတ်မိသားရဲ့တီးလုံးတွေတပြေတေးတန်ကူမှာရှိဟောဒီတီးလုံးလေးကကိုတင်ထုံးကမောင်လူပါငါမေရွာတရွာကတပ်ပြားတွေတော်တော်များများရလာတယ်ဗျာတဲ့စိတ်မိသားရဲ့မင်းတီးလုံးတွေကြီးဗျာတဲ့ငါရောကရာနဲ့ထည့်ပြီးလို့ချင်းမင်းငါတိတ်ခွေတကူပေးမယ်ဆိုတော့အကိုတင်ထုံးကချက်ချင်းကူးပြီးတော့ကျွန်တော်ဒီစီးစိမ်ရှင်ပါတဲ့တိတ်ခွေလေးကျွန်တော်လက်ဆောင်ပေးတာတိတ်တန်ဘူးကြီးသွားတယ်အကိုကြောင့်နေရဲ့ မှန်ပါ ဟုတ်တယ်နော် ဟုတ်ကဲ့ ကျွန်တော်ကရှားပါတီးလုံးနေဆိုရင်ကျွန်တော်တအားကြိုက်တာတအားနှစ်သက်တာ ဒါပေါ့ ဟုတ်လားနေမျိုးဗလာကျော်သူရွာသားကြီးစိတ်မိသားရဲ့တီးလုံးတွေမြောင်များစွာရှိပါတယ်အဲ့ဒီထဲမှာကဒီစီးစိမ်ရှင်ဆိုတာတကယ်ရှားတယ်ဖိုးရွှေလာငွေတိတ်စင်မြူမတမ်းမဲအေးစီချင်းဟုတ်လား ဟုတ် ပါပါဝင်းလို့ဟုတ်လားချောပါဘေးပြိုလှပါဘေးပြိုမကြည့်တတ်တော့ရုပ်ဆိုးတယ်လို့ထင်ကြည့်တယ်တော့ကြည့်တယ်တော့လူတိုင်းနားထောင်မှုတယ် အလားပြိုင်ပွဲ ဟုတ်လား ဟုတ် နောက်တော့ချောက်ကလက်တော့ဟုတ်လားပါပါဝင်းနောက်တော့ပွဲတောင်းစိတ်မိတာတီလုံးတွေအများကြီးရှိဒါပေမဲ့ဒီစီးစိမ်ရှင်ဆိုတာလေးကရှားပါတယ်ကိုတို့ရေ ခင်ဗျာ စိုးကြည့်သမ်းပါကွာစာသားလေး ရွှေငွေရတနာတိလာဆုံးလာပုံလာရအောင်ပြောသူချောသူသိဝိကုန်နိုင်မထင်မြမပြည်ကြီးတွေကိုကြောင့်ပြောကြကုန်ရင် ကိုတို့ရေ ခင်ဗျာ ဗါတဲ့အတိတ်ကောင်းတာ အတိတ်ကောင်းတည်တဲ့ဆိုင်မင်းနမိတ်ကောင်းစွာရေးတဲ့ဖို့တဲ့စန္ဒကြလို့ပျော်ပျော်ရွှင်ရွှင်ဒနာရွှင်ငွေပေါ်မဲ့စီစိမ်ရှင် ဗလာဆိုင်နဲ့အကိုเจ้าနေဘယ်ဟာဟိုဗလာဆိုင်ခေါ် ဘာမှမပါပဲနဲ့ဟောဒီလိုဗလာချတီးတာဗလာဆိုင်ဘောဗျ ဟိုကိုပဲတော့ ခင်ဗျာ ဗလာဆိုင်နဲ့ဘယ်ဟာကိုဗလာဆိုင်ခေါ်တာလဲ ဒီမန်းနဲ့အလေကောင်ချတည်တာဗလာဆိုင်ဘို့ ကဲကျွန်တော်နှစ်ယောက်မေးတာလက်ပြိုးဖြေတယ်ဘာမှမပါပဲဗလာချတီးတာဗလာဆိုင်နဲ့မန္တခလက်ကောင်ချတီးတာဗလာဆိုင်ကောင်းပြီခင်ဗျားတို့သိတဲ့ဗလာဆိုင်နဲ့ကျွန်တော်သိတဲ့ဗလာဆိုင်လိုက်ရှင်ကြည့်အောင်ဘယ်ဟာဗလာဆိုင်လဲကိုရူကမေးဟောတာဗလာဆိုင်နားထောင်ကျွန်တော်နားမထောင်နဲ့ဟိုပတ်မတီးတဲ့ကလေးကိုနားထောင်ကဲဗလာဆိုင်ဘယ်ဟာဗလာဆိုင်လဲပြန်တီးပြဘေလုံးပတ်တက်ပုံလုံးပတ်တက်ဘေလုံးပတ်တက်အဲ့ဒါခံပေးနေတာတခြားမဟုတ်ဘူးအဲ့ဒါစီကံလို့ခေါ်တယ် အဲ့ဒါ စီကံကလနာနဲ့တီးတတ်တာဒီဗလာဆိုင်တီးနီရှင်းပြီလား ရှင်းပါတယ် မန္တခလေကောင်ချတီးတိုင်းဗလာဆိုင်ခေါ်သေးလား ခေါ်တော့ ဘာမှမပါပဲဗလာချတီးတာဗလာဆိုင်ခေါ်သေးလား မခေါ်ဘူး မှတ်ထားပါစီကံကလနာနဲ့တီးတတ်တာဒီဗလာဆိုင်တီးနီလို့ခေါ်တယ်ပြန်ပြီးတီးပြမယ်ဗလာဆိုင်ကဟောတာဗလာဆိုင်ရှင်းတယ်နော်အဲ့ဘေးတော်ပတ်တာတဲ့ဘာသာမှမပါဘူးရဲ့ကောင်းပြီဟောဒီတိုင်းတီးလို့မရဘူးလားသိရတာပေါ့ဗျာဟောဒီတိုင်းတီးပြမယ်ဗလာဆိုင်လို့မခေါ်ဘူးစီကံ
န်းကလနာနဲ့တီးတာဒီဗလာဆိုင်ပါခင်ဗျာဩကာသပါပြန်နေပြီးတီးပြပါရစေခံရတဲ့ပညာကိုရှားပါတဲ့ဒီလုံနေကြီးထုတ်ဖော်ပေးတာ